ခွတ်ဆောင်ခုတ်တဲ့အခါဟိုဘက်လဲလို့ပြောရတယ်မျက်နှာကိုမပတ်ရဘူးဓာတ်နဲ့ထိုးတဲ့အခါဒီဘက်လဲလို့ပြောရတယ်နောက်ကျောကိုမထိုးရဘူးဒါဟာလူယဉ်ကျေးမှုတဲ့ကဘာကြီးပေါ်မှာအကုသိုလ်ပန်းတွေဝေပုံကလေအဖူးပေါ်ညွန့်တက်လို့တက်မှတ်စရာပါလားမေချစ်လာစွာတော့လောကရန်တရားကြီးဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲကျင့်နိုင်ရပါတယ်ကံကောင်းပြီးတထေးဖြစ်ချင်ဖြစ်မယ်ကံကောင်းပြီးကြပြဆရာမဖြစ်ဘူးအသက်ရှင်ခြင်းကလွဲ၍အရာအားလုံးဖိတ်စဉ်ကွဲချခဲ့ပြီအမေရဲ့စိတ်ကမကက်တာကြာပြီဖြစ်တဲ့တာသင်္ဘောလေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်မေအမေရဲ့အရာရာလွဲချော်နေတတ်တဲ့ဒီကောင်ကလေခေါင်းမာပြီးနှလုံးသားကြောင့်မှပျော့တယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစင်းနှုံးတွေပါတယ်အမေရဲ့ဘဝမှာ၄၅၆ခုမလိုပါဘူးနှစ်ခုပဲချစ်သူစစ်စစ်နဲ့ရန်သူစစ်စစ်ဒီနှစ်ခုပဲ